စွန်တိုင်းဟာစပုံမှုတယောက်တည်းမကပါဘူးမီမြူးလို့ခေါ်တဲ့သေးငယ်ပင်မဲ့အလွန်နာမည်ကြီးတဲ့စားတောက်ဆိုင်လေးရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်အပေါ်ရန်ကြည့်ရင်တာမန်ဆိုင်ဒီဇိုင်းလို့ထင်ရပေမဲ့တကယ်တော့ဒီနေရာဟာကိုရီးယားမှာအကျန်းဆုံးဆိုတဲ့လူမိုက်တွေနေလေစာလာစားတဲ့နံပါတ်1နေရာဖြစ်နေပါတယ်တနေ့မှာစွန်တိုင်းနဲ့သူ့လက်တွေပေါ်ကန်ပြိုတို့ဖုန်းတစ်ချက်ရခဲ့ပြီးတွန်းဆုံမနေပဲချက်ချင်းထွက်သွားကြပါတယ်။သူတို့သွားတဲ့နေရာကတော့ရန်သူခိုင်းရဲ့ဝမ်းဝမ်းရတဲ့ခြင်းကိုခံနေရတဲ့လူမိုက်ပုံဟိုရှိကလမ်းကြားလေးတစ်ခုပါ။သူတို့နှစ်ယောက်တည်းအေးအေးဆေးရောက်လာတာကိုကြည့်ပြီးပုံဟိုကဇဝေဇွာဖြစ်နေပေမဲ့တကယ်တော့သူတို့၃ယောက်ဟာစီကူဘာဆိုတဲ့အင်အားကြီးကိုင်းရဲ့လက်ထောက်ကောင်းဆောင်တွေဖြစ်နေပါတယ်။အဲဒီနောက်မှာတော့တနေ့လုံးတုံလို့သွားစေတဲ့ပြင်းထန်တဲ့ရံမွေကြီးစတင်มาတော့တယ်အဲ့ဒီညမှာပဲဂိုင်းချုပ်ကြီးတိုင်စုကပြိုင်ဘက်တွေကိုအနိုင်ရတဲ့အတွက်ဂုဏ်ပြုစားပွဲကျင်းပပေးပါတယ်။သူတို့အဖွဲ့ဟာကိုရီးယားနိုင်ငံလုံးကိုထိန်းချုပ်ဖို့လက်တကမ်းလိုကိုရောက်နေပါပြီ။ကြန့်ရှိနေတဲ့နေမြေနဲငယ်ကိုလည်းလက်ထောက်ခေါင်းဆောင်၃ယောက်ကပဲတပည့်တွေတောင်မပါဘဲနဲ့ကိုယ်တိုင်လိုက်လံရှင်းလင်းခဲ့ကြပါတယ်။မကြခင်မှာပဲစီကူဘာကိုင်းဟာကိုရီးယားအမောင်လောကရဲ့အကြီးဆုံးအဖွဲ့အစည်းဖြစ်လာပြီးအစစ်မြင့်အရာရှိကြီးဆမ်စီကနေကွန်ပျူတာအနေနဲ့ဌာနချုပ်ဖြစ်အသုံးပြုဖို့ရုံးအဆောက်အုံကြီးတစ်ခုကိုလက်ဆောင်ရရှိခဲ့ပါတယ်။ဆယ်စုနှစ်တစ်ခုကြာသွားတဲ့အခါမှာစွန်တိုင်းရဲ့ဘဝဟာအများကြီးပြောင်းလဲသွားပါတယ်။သူ့ရဲ့မီမြူးဆိုင်လေးကအရန်အောင်မြင်နေပြီးဝန်ထမ်းပေါင်းများစွာကိုခံထားနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ဟာနာဘန်ကကိုယ်စားလှယ်တွေကဆိုင်ကိုလာစစ်ဆေးပါတယ်။စွန်တိုင်းဟာဆိုင်ချက်တွင်ဖို့အတွက်ဗန်ချင်းငွေလျှောက်ထားတာဖြစ်ပြီးဘန်ကလည်းဟင်းရတာတွေကိုသဘောကျလို့ချင်းငွေထုတ်ပေးဖို့သဘောတူပါတယ်။ဒါပေမဲ့အရေးကြီးဆုံးချက်ကတော့စွန်တိုင်းရဲ့ဇနီးဖြစ်သူဟာဘလို့ရာဇဝတ်မှုနဲ့မှမပတ်သက်ရဘူးဆိုတဲ့အချက်ပါပဲ။စွန်တိုင်းရဲ့ဇနီးဖြစ်သူကသူဟာအခုထိလူမိုက်လက်ထောက်ကောင်းဆောင်ဖြစ်ရှိနေသေးတာကိုစိတ်ပြတ်နေပါတယ်။သူတို့ရဲ့သမီးလေးနာမီမီကလည်းလူမိုက်တွေစီကနေပတ်စံတောင်းတာကိုတာမန်ကိစ္စလိုလုပ်နေတာကိုမြင်လိုက်တဲ့အခါစွန်တိုင်းဟာသူ့သမီးအတွက်တာမန်ဘဝတစ်ခုမပေးနိုင်ခဲ့ဘူးဆိုပြီးနှောင်လာရလာပါတယ်။တစ်ဖက်မှာလည်းကန်ရုပ်ကြီးတိုင်စုဟာလူမိုက်ကောင်းဆောင်ဆိုတဲ့ဂုံပုတ်ကြောင့်ဗန်ချင်းဝင်ငင်းမဲ့ခံရပြီးစိတ်ထဲကျနေပါတယ်။စွန်တိုင်းကတိုင်စုစီသွားပြီးလူမိုက်လောကကနေနှုတ်ထွက်စာတင်လိုက်ပါတယ်။တိုင်စုကလည်းစွန်တိုင်းကိုနားလည်ပေးပြီးဂိုင်းရဲ့အာဏာပြမှုဖြစ်တဲ့ဓမြောင်လေးကိုပေးရခါဂုံပြလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာပဲကန်ရုပ်ကြီးတိုင်စုဟာသူ့ရဲ့တီးတန့်ခန်းထဲမှာတေးဆုံးလျက်သားတွေ့ရှိရပါတယ်။အားလုံးကတော့သူဟာဖီးယားတွေကြောင့်ကိုအဆုံးစီရင်သွားတာလို့ယူဆကြပါတယ်။တိုင်စုဟာအကျွေးတွေများကြီးခြံထားခဲ့တာကြောင့်ဂိုင်းရဲ့ဂုံတိတ်ကိုထိန်းသိမ်းဖို့ခေါင်းဆောင်စစ်တယောက်ကိုအများဆုံးရွေးချယ်ရပါတော့တယ်။ခေါင်းဆောင်တွေခန့်ဖို့အတွက်ခေါင်းဆောင်လောင်းလျာ3ယောက်ရှိပါတယ်။ပထမတစ်ယောက်ကတော့ကွန်ပြိုပါသူကတော့တက်တိရှိပေမဲ့လက်ရှိမှာထောင်ထဲရောက်နေသူဖြစ်ပါတယ်။ဒုတိယတစ်ယောက်ကတော့ပွန်ဟိုဖြစ်ပြီးပွန်ဟိုကတော့ယာရုကိုမမောပေမဲ့သူ့ကိုအားပေးထောက်ခံသူမရှိဘူးဖြစ်နေပါတယ်။တတိယတစ်ယောက်ကတော့စွန်တိုင်းဖြစ်ပြီးအားလုံးကသူ့ကိုအသင့်တော်ဆုံးလို့သတ်မှတ်နေတာပါ။စွန်တိုင်းဟာဂိုင်းရုံမဖြစ်ချင်လို့နီးမျိုးစုံနဲ့ညှင်းဆိုခဲ့ပေမဲ့နောက်ဆုံးမဲခွဲတဲ့အခါမှာတော့သူကပဲတခဲနဲ့အနိုင်ရရှိသွားပါတယ်။အဲ့ဒီအချိန်မှာပဲတိုင်စုရဲ့ဇနီးဖြစ်သူနဲ့တားဖြစ်သူကွန်ပြိုတို့ရောက်လာပြီးကွန်ပြိုဟာထောင်းကနေလွတ်လာပြီးဖြစ်လို့ဂိုင်းချုပ်ဖြစ်ဖို့အရေးချင်းပြည့်မိကြောင်းကြေညာပါတယ်။ဒါပေမဲ့ကွန်ပြိုကလည်းလူမိုက်လို့ဖို့စိတ်မပါပဲထောင်းထဲမှာသူတင်ယူခဲ့တဲ့တန်ကိုအကောက်ကိုပဲဝါသနာပါနေသူဖြစ်နေပါတယ်။စွန်တိုင်းရဲ့ဆိုင်မှာအကူအညီပေးနေတဲ့တိုင်ကူဟာတကယ်တော့မွေးရစေဝါမှောင်ကုန်မှုကိုစုံစမ်းဖို့လွှတ်ထားတဲ့ရဲစက်ရှိုးဖြစ်ပါတယ်။ဒါကိုစွန်တိုင်းကအစာကလေးကသိနေခဲ့ပေမဲ့မသိချင်အောင်ဆောင်ပြီးအနီးကပ်ထားတာပါ။စွန်တိုင်းနဲ့ကွန်ပြိုတို့ဟာဂိုင်းချုပ်ယာရုကနေလွတ်မြောက်ဖို့အတွက်သူတို့ချင်းချင်းရန်ဖြစ်ချင်အောင်ဆောင်ပြီးမြစ်ထဲကိုပြုတ်ကျခဲ့ကတေသွားပြီလို့ဟန်ဆောင်ခဲ့ပါတယ်။너 뭐야? 어디가 이 새끼들! သူတို့ညောင်ဟာတေဟန်ဆောင်ပြီးပုံနေတော့မှအကြီးကဲဆမ်နဲ့ပွန်ဟိုတို့စကားပြောနေတာကိုခိုးနှားထောင်မိပါတယ်။ဆမ်ဟာဂိုင်းချုပ်ကြီးတိုင်စုကိုကိုယ်တိုင်တက်ပြတ်ခဲ့တာဖြစ်ပြီးတော့ပွန်ဟိုကိုလည်းမွေးရစေဝါတွေအကြီးအကျယ်ရောင်းဝယ်ဖို့ချိန်ချောက်နေတာပါ။ဒါကိုသိသွားတဲ့စွန်တိုင်းကွန်ပြိုနဲ့တိုင်ကူတို့၃ယောက်ပေါင်းပြီးဆမ်ကိုဖမ်းဆီးဖို့စီစဉ်ကြပါတယ်။မွေးစေဝါရောင်းဝယ်လုပ်မဲ့နေရာကိုထိုင်ကူကတကြိုဖြစ်သွားရောက်ပြီးစွန်တိုင်းတို့ကအပြင်ကနေစောင့်နေကြပါတယ်။ရန်ပွဲစားတဲ့အချိန်မှာစွန်တိုင်းကဘသူအခမဲ့နေလေစာတစ်သက်လုံးစားကျင်လဲလို့မေးရတဲ့အခါလူမိုက်များစုကသူ့ဘက်ကိုကူးပြောင်းလာကြပါတယ်။ကွန်ပြိုကလည်းသူ့ရဲ့တန်ကိုကတ်စတိုင်နဲ့ရန်သူတွေကိုနှိမ်နင်းခဲ့ပါတယ်။ Mamma mia!
နောက်ဆုံးမှာတော့ဆမ်ကိုဖမ်းဆီးနိုင်ခဲ့ပြီးစွန်တိုင်းဟာစီကူဘာကိုင်းကိုအပြီးတိုင်ဖျက်သိမ်းကြောင်းကြေညာလိုက်ပါတော့တယ်အချိန်နဲ့ငယ်ကြာပြီးတဲ့နောက်မှာတိုင်ကိုကရဲရရှိကြီးဖြစ်သွားပြီးကွန်ပျူတာကလည်းသူ့ဝါသနာဖြစ်တဲ့အကတင်တန်းကိုတက်ရောက်ခွင့်ရခဲ့ပါတယ်စွန်တိုင်းကတော့လူမိုင်လောကကနေအပြီးတိုင်နှုတ်ထွက်ပြီးသူ့ရဲ့စားတောက်ဆိုင်လေးမှာပဲအေးအေးချမ်းချမ်းနေထိုင်သွားပါတော့တယ်ဒီဇလန်ကပေးတဲ့သင်ခန်းစာကတော့ဘဝမှာပြဿနာတွေကြုံလာရင်သိချင်အောင်ဆောင်ပါဟင်းကောင်းကောင်းချက်ပါပြီးတော့အခမဲ့နေလေသာကျွေးမယ်လို့ကမ်းလှမ်းလိုက်ပါအဲ့ဒါကအရာအလုံးကိုဖြေရှင်းပေးပါလိမ့်မယ်